တွေကျွန်တော်မေးမြပါကျွန်တော်ဆွဲလန်းကယူနေတာမာနဘေးမှာမြေရိတ်တစ်ခုလို့ရှိချင်မာစကားတွေကျွန်တော်ကြားတိုင်းမှာတင်းငယ်တွေတီးကျူးထားသလားသိရောက်လို့စိတ်ထဲထားတယ်လားအချိန်မှပြင်းရချက်တွေမရှိတာကျွန်တော်သိထားအချိန်နဲ့မိနစ်စက္ကန့်တွေတိုင်းမှာမချစ်ကိုရဖို့တခုသာကျွန်တော်ကြိုးစားမှာအိမ်တွေကြီးတယ်မနဲ့တွေ့တိုင်းမှာအလုံးသားကတွင်ချုံမရတာကျွန်တော်မလားဗျာအပြေးပေးလဲပါအကြောင်းတွေပဲမောင်းထုတ်ခမရချင်းမတကန်တွေကျွန်တော်ယူခဲ့တာခဏတွဲဖို့အပြောသဘောမဟုတ်ပါအိမ်များလိုပဲဟိုးဝေတူမလွဲချင်းမနာမတန်လိုက်ဆွဲအားရှိခဲ့တယ်လို့နေခဲ့အောင်မတစိမ့်တယောက်လို့စိတ်ထဲထားတယ်လားချိန်မှပြင်းရချက်တွေမရှိတာကျွန်တော်သိထားချိန်နဲ့မိနစ်စက္ကန့်တွေတိုင်းမှာမချစ်ကိုရဖို့တခုသာကျွန်တော်ကြိုးစားမှာအိမ်တွေကြီးတယ်မနဲ့တွေ့တိုင်းမှာအလုံးသားကထိန်ချုံမရတာကျွန်တော်မလားဗျာအပြေးပေးလဲပါချိန်နဲ့မိနစ်စက္ကန့်တွေတိုင်းမှာမချစ်ကိုရဖို့တခုသာကျွန်တော်ကြိုးစားမှာအိမ်တွေကြီးတယ်မနဲ့တွေ့တိုင်းမှာအလုံးသားကထိန်ချုံမရတာကျွန်တော်